တိတ်ကငါတားရိုက်တော့မယ်နော်တိတ်ကငါတားရိုက်တော့မယ်ဒါကြောင့်မို့တို့တို့ပြချပြန်နေရတယ်ဒီလားဟုတ်ပြီဗျာသူကသူ့ကိုကန်စော်ရင်းမှာဒေါ်လာ3နဲ့ကျန်လာရဲ့ဘာလဲရှိမရှိ ရှိမှအပေါ်တော့လေဒေါ်လာ3000နဲ့5000ကျန်ဟုတ်ပါဗျာနောက်တစ်ခုပါလေးနောက်တစ်ခုပါလေးဒီကောင်လေးပါအဲဒီမှာဒေါ်လာ3နဲ့ကျန်လာရဲ့ဒေါ်လာ3နဲ့ကျန်လာတဲ့ဆိုတာနဲ့ဆွေးစားမယ်တော့အမျိုးမျိုးသုံးမယ်ဟုတ်ကဲ့ဒီပါသုံးမယ်ဒီမှာပူတော့ကျန်လာတော့ကျုပ်ကျန်လာတော့ကျုပ်ဒီကောင်ကတော့သူ့ချန်ပါတဲ့တဲ့ရေလာတိုင်းနဲ့အကြီးအရှိအများကြီးနော်အများကြီးပဲလက်ဆက်ခု တိုင်းစင်းလိုက်ဒါကြဘေးမှာထားမယ်ဗျာပူမိတာပေါ့နော်မိတော့ဟောတာဆိုကြည့်ရမှာပဲဒီမှာတစ်ချောင်းရတယ်ကျွန်တော်လက်ဖိုက်တာကြီးဆွဲချရမှာတော့တို့ဒီလိုကွာတိတ်မှန်တာတားရိုက်ရမှာငါတော့တိတ်မှန်တာတားရိုက်ရမယ်မင်းကလည်းသူတို့ဘုံဘုံကြီးသုံးတာပဲတော့ငါလုံးမှာနော်တအားလူသွားနော်ဟုတ်တယ်ဒါမှမဟုတ်တော့ဒါမှမဟုတ်တော့ပြီးတော့ကိုလည်းကဟိုတိတ်ပါလိုက်လို့ကျွန်တော်မထူလိုက်တော့နော်ဒီလိုအထူးကြီးကြီးဆိုတော့ပြန်လာတော့မယ်ဟုတ်ကဲ့လည်းဒီမှာဝဲနေတော့ဒီဟာပါလေအရက်ချွတ်ပြန်နေပြရမယ်ဒီမှာကောင်းတဲ့ကောင်လေးကိုပြတ်တက်မယ်တန်ခိုင်းအရက်ချွတ်ပြန်နေအာ